Oh my god စောက်ရဲမြန်လို့လေနော် Oh bro တို့ကြည့်လိုက် Oh ဒီမှာ private server တွေကို secret brain ရောကြီး secret brain ရောကြီးလာတာအခုမှပဲမြင်ဘူးတော့တယ်အော်ပတ်စံမရှိဘူးတဲ့ပတ်စံမရှိဘူးတဲ့ဟေးမနှောင်းနဲ့အမလီ secret brain ရောကြီးလာခဲ့လိုက်တော့မင်း Coco Fanto Elefanto လာခဲ့လိုက်တော့ Okay အခုကကျွန်တော် private server တွေကိုရောက်တယ်ပါဒါကတော့ကျွန်တော်ရဲ့နောက်ထပ် account တစ်မျိုးပေါ့နော်ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့က rebirth လုပ်လိုက်တဲ့အခါမှာရှိသမျှဒီ brain rot တွေအကုန်လုံးကပျောက်သွားမှာအဲ့တော့ကျတော့တော်တော်လေးနှမျောစရာကောင်းနေဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့စူးစမ်းပြီးတော့ခိုးထားတဲ့ဟာတွေဒီတိုင်းပျောက်သွားတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်နောက်တဲ့ account တစ်ခုနဲ့ဟိုမှာပွားလာတာပေါ့နော်အဲကြောင့်မလို့ဒီကောင်ကြီးကအခုဒီမပျောက်သေးရဗျာကျွန်တော်အရင်ပိုင်းမှာတေးချာလာ robot တော်ပြီးခိုးထားတဲ့ကောင်ကြီးကဲအခုကတော့ကျွန်တော်ပတ်စံက350 million လိုတယ်ပြီးရင်ကျွန်တော်တို့ဒီနှစ်ကောင်ရပြီဆိုတော့နောက်ထပ် rebirth လုပ်မယ်ကျွန်တော်ရဲ့ rebirth ကအခုဆိုရင်တော့9ခါဖြစ်သွားပြီrebirth ကဘယ်လောက်ထိလောက်ရမလဲဆို10ခါထိလောက်ရမှာဗျာ10ခါထိဆိုရင်တော့လုံးဝကိုတောက်ရင်ကျန်းသွားပြီခုကတော့ကျွန်တော်စီမှာCoco Fanto Elefanto ရဲ့ secret brain rot တစ်ကောင်ရှိရနောက်ထပ် secret brain rot တွေဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ရမယ်ဆိုရင် Coco Fanto Elefanto ရဲ့ diamond version ရှိမယ် gold version ရှိမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ရိုးရိုး throttle lero throttle လာပဲရသေးတယ်အဲ့မှာ diamond တို့ gold တို့ကျန်သေးရပြီးတော့ Odin din du ma din du ဆိုတဲ့ကောင်တွေလည်းမရသေးဘူးဗျာနောက်ပြီးတော့ဒီမှာဒီ Trawler Lero Trawler လာပေါက်စားလေးလေကျွန်တော်မရသေးဘူးအဲ့တော့ဒီကောင်တွေက private server မှာတကယ်ကြီး spawn လားဆိုတာကျွန်တော်ကြည့်အောင်အခုကတော့ကျွန်တော် legendary ကိုအရင်ဝယ်ထားလိုက်မယ်ဗျာဘာလို့လဲဆိုတော့ငွေထုတ်တာမြင်အောင်လို့အကြမှာကျွန်တော်မြန်ဆန်လေး rebirth ထပ်လုပ်လို့ရမှာအခုကတော့350 million မှာ238 million တော်တော်မြန်တာပဲဟာနောက်ပြီးတော့ကျွန်တော်ရလာတာဒီ Medusa ခေါင်းရယ် Ruby Slat ရယ်ပေါ့နော် Medusa ခေါင်းကဘယ်မှာလဲအော်ရောဒီမှာအကွာဝေးတစ်ခုက Oh my godအော်အဲ့လိုလုံးလိုက်တဲ့အခါမှာဒီ range ထဲမှာရှိရသူအကုန်လုံးကခဲသွားတာ哦အော်ငါသိပြီအဓိကအဲ့လိုကိုအဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ range ထဲမှာရှိရလူအကုန်ခဲသွားဗျာကျွန်တော်အရင်ကလည်းခံမှုပဲဒါကတော့ Ruby Step ဆိုတစ်ချက်ရိုက်လိုက်တော့အဝေးလွန်သွားတော့လေသိလားလမ်းတော့လမ်းနေဟာကဲကိုကတော့ကျွန်တော်ပတ်စံနေအာဟေ့350 million တန်းပြည့်တာနေငါဟိုအကောင့်နဲ့ဝင်မရမယ်ငါရဲ့ဒီကောင်တွေကိုထိန်းမှုလိုနေပြီငါ revert ထပ်လောက်ရမှာအိုးဟိုမှာပုံပီနီကူစီနီဒိုင်မွန်လာခဲ့လိုက်တော့ငါကောင်ဟေးကဲ private server တွေမှာဆိုတော့လူမဲ့သူမှမရှိဘူးကွာဟေးပုံပီနီကူစီနီနေကျွန်တော်ပုံပီနီကူစီနီဒိုင်မွန်မရသေးဘူးနော်ဟုတ်တယ်မလားအခုမှရမှာနော်ဝေးမြန်ကြည့်ဟုတ်တယ်ဒိုင်မွန်မရသေးဘူးတရလာလေတော့တရလာအော်ဒီမှာအခုမှပွင့်သွားတာOkay ဒီမှာပုံပီနီကူစီနီရပါပြီဒီကောင်ကတော့ကျွန်တော်ရောင်းမရမယ်သိလားရောင်းမရမယ်မဟုတ်ဒီကောင်ကတော့ကျွန်တော်ထိန်းထားမရမယ်ဘာလို့လဲဆိုတော့ဒီမှာ rebirth ထဲမှာလိုတယ်ဗျာအခုကဘွန်ဘာတီရိုခရိုကိုတီရိုလာလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဘွန်ဘာတီရိုခရိုကိုတီရိုတော့မလာသေးဘူးခါဒါတော့ကျွန်တော်ရဲ့နောက်ထပ် account တစ်ခုပေါ့နော်သူ့ကိုကျွန်တော်တရားစမ်းသုံးကြည့်နိုင်မယ်Medusaကောင်အိုးခဲသွားပြီအော်ခဲတာအကြာကြီးပဲကွာနော်အော်အဲ့ဒါတော်တော်လေး powerful ဖြစ်တာပဲဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ကကိုပြောက်ပြီးသူများစကန်တွေကိုခိုးဝင်ဒီကောင်ကဒါကိုလာပိတ်တဲ့အခါကျရင်ခဲပြီးတော့ဗျာပါရိုက်လိုက်လို့ရတယ်ကဲအခုကတော့ကျွန်တော်မှရှိရဒီ secret brain rot ရဲ့ brain rot god ရဲ့နှစ်ကောင်ကိုကျွန်တော်တို့သူ့ရဲ့စကန်တွေကိုပြန်သွားပို့ရမယ်သိရမလားဒီကောင်ကြီးကို rebirth လုပ်မှအပြောက်မခံနိုင်ဘူးဗျာကျွန်တော်စူးစမ်းပန်းစားခိုးထားတာတော်တော်လေးနှမျောဖို့ကောင်းတယ် Okay ကျွန်တော်တို့အခုကတော့နောက်ထပ် rebirth ထပ်လုပ်ဖို့ ready ဖြစ်ပါပြီrebirth လုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့ပတ်စံ350 million နဲ့ဒီပုံမတီရိုခရိုကိုတီရိုပုံပီနီကူစီနီလည်းရပြီဆိုတော့ကဲ rebirth လုပ်လိုက်ပါမယ်ကျွန်တော်ရဲ့စကန်ကတော့ rebirth လုပ်လို့ပြီးပါပြီဗျို့နေရာလွတ်တယ်တဲ့အများကြီးရလာပြီဒီမှာကြည့်လိုက်နေရာလွတ်တယ်အများကြီးပဲတွေ့တာ Okay ကဲနောက်ထပ် rebirth လုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့ကဒီ Coco Fanto Elefanto ဆိုတဲ့ brain rot ကိုရင်းရတော့မယ်ပတ်စံကတော့1 billion မှာ1 billion ဆိုတာတော့တော်တော်လေးကိုများတယ်ကွာဒါမဲ့လေ1 billion ပြည့်ဖို့ကလွယ်ပါတယ်ဘာလို့လဲဆိုတော့ကို့မှာဒီ brain rot ကောင်ကြီးရှိမယ်ဆိုရင်ပေါ့နော်ဒီကောင်ကြီးကတော်တော်တန်တာဗျခဲကောင်ကြီးပြန်ခိုးရလိမ့်မယ်အကောင့်တစ်ခုနဲ့တိုင်ပတ်နေရအေးအဲ့လိုလုံးမပဲအဆင်ပြေမှာမဟုတ်ရင် brain rot တစ်ကောင်နဲ့တစ်ကောင်ပြန်ရှားတာမလွယ်ဘူးဘာလို့လဲဆိုတော့ဗျာ private server တွေရောက်နေပြီဆိုရင်ကိုကစုဆောင်းရတာလွယ်ဒါပေမဲ့ public server ထဲမှာဆိုရင်ဗျာဘတို့သိရတဲ့အတိုင်းပဲဒီကောင်တွေအကုန်လုံးက rebirth ကအမြင့်ရည်ဖြစ်နေနောက်ဆုံး rebirth တွေဖြစ်နေဆိုအကုန်လုံးကကိုပြောက်တဲ့ကောင်နဲ့အပြေးမြန်တဲ့ကောင်နဲ့ရေခဲတဲ့ကောင်နဲ့သူများစီကခိုးဝင်ပြောနေကိုဟာကုံမှာပုံများနေရဗျာအဲ့တော့အဆင်ပြေမနေဘူး much later ကိုကတော့ကျွန်တော် rebirth လုပ်ဖို့အချိန်ကြာလာပါပြီဒီတစ်ခါ rebirth လုပ်ရင်ပေးရမယ့်အကောင့်ကြီးကတော့
brain rot god ဖြစ်တဲ့ Coco Fanto Elefanto ပေါ့နော်နှမျောတော့နှမျောစရာကြီးပါဒါပေမဲ့ဒီ game နဲ့ကို join လာခြင်းတော့တစ်ကောင်ရတာဆိုတော့တန်တော့တန်ပါတယ်ရမယ့်ဟာတွေကဒီ plain slap ရဲ့ဒီကလုံးပွားတဲ့လက်နက်ရဲ့ဒါကြီးကတော့ဗာမယ်တော့ကျွန်တော်မသိသေးဘူးကဲလောက်လိုက်အောင်ကွာ